Cô mua thế em cái gì tên rồi nó cứ đuổi đi là đuổi đi đâu ra lấy bưu đấy nằm mẹ hay là ở đây ấy tao mày đấy biết cũng là cha lại đấy ba mù tê bài đó còn mình nói là mù tê thì mù hông nhiều mà tiêu lì tên nào ấy đó tao nguyên cha nào con nhà trong này đâu ra lấy bưu lại chứဟုတ်တယ် mình nào nghe nào mà nghe nào mình cái món có chicken ba đấy cho nóထိုင် là ပါ chicken ထိုင်ပါခဏထိုင်ပါ xia bao nhiêu tiền à rồi xia ကိုရီးယားကကြည့်နေတာတားနာမည်ကြီးတာလေ Korea cái số chứ mà lại nhảy chạy đấy Korea cái số အေးကျုံတော့ကြည့်သွားလေအဖိုးမင်းကငါလောင်နေပြီးတော့ချောတယ်ဟာ nhiều hiểu nhiều lấy cái sao đồng mi này အေးပြောပါအောင်လိုင်းကိစ္စလေး cho lại xe tiền đâu mà tay ngay à bảo một chuyện nó là cái nào ba ဟာကျေးဇူးတော်ပဲကွာကောင်းတာပေါ့ xe này này đồng nhà này ကျေးဇူးတင်ပါတယ်ကွာ tay ngay à ဟုတ်ပြီဟုတ်ပြီ nhiều chân đi sẽ thuộc ạ အေး này xia chứ mà rồi suy đoán về bao xia အဲစတော့ပြရမှာပေါ့ဘယ်လိုစတော့ပြရမလဲ anh nào tìm hiểu bao xia ấy các cái con gì bao nó nhiều số lượng phía thì con chỉ bị bỏ xe အဲဟုတ်ပြီဟုတ်ပြီကိုချစ်ခင်ကိုကြည့်ရတာတစ်မျိုးပဲဒါနောက်တစ်ယောက်လား à xe lênဟုတ်တယ်ဗောဆရာရဲ့ဒါကျွန်တော်ဒုတိယဇနီး ဟုတ်လား ပထမဇနီးကတော့မြကြီးနားမှာပို့ထားလိုက်တာဆရာ ခမရကိုဖျားကောင်းကြည့်ပေးတာပဲအဲ့ဒါ xiaဟုတ်ပါလား xia miếng chè mà bự lắm gì vậy အာသိနေတယ်လေအဲ့ဆိုဆူတောင်းမိမယ်လေနော် စတုံးပေးပါဆရာရဲ့ အိုးဖာဖျားရှင်ကိုတော့ကိုကျေးဇူးတင်ပါ၏ဒီဇနီးမောင်နှံနှစ်ယောက်ကိုကိုတော့ရှင်ဖျားရဲ့အိမ်တော်တို့ပို့ဆောင်ပေးတဲ့ကြောင့်ကျေးဇူးတင်ပါ၏ကိုတော့ဒီဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်တော်ရေးတည်မြဲစေပါယေရှုဖျား၏နာမ၌ဆုတောင်းပါသည်ဖာဖျားရှင်အာမင်โอเค Có cái gì vào ဟုတ်ပြီဟုတ်ပြီ တော့လိုက်ပါမယ်ဆရာ အော်ခဏနေဦး ဗျာ ကိုချစ်ခင်ကစီဝိုင်းဓမ္မဆိုတော့နယ်တွေဘာတွေခီးထွက်တယ်ထင်တယ် ဟာတော့တော့ဗောဆရာရဲ့ အဲ့ကြတော့ငယ်တော့က စတောင်းမထားခဲ့တာ အဆောင်ကနေခဲ့ရတာပေါ့ ဟုတ်တယ် အဆောင်ဆိုတာစိတ်မချဘူး ဟုတ်တယ်ဆရာ ဖြားတော့အခန်းတွေအများကြီးပဲနော်အဆောင်တွေအများကြီးပဲ ဟုတ်လား အဆောင်မနေတဲ့နောက်ကကိုချစ်ခင်ခီးတော့တဲ့ခါငယ်တော့ဖြားကြောင်မှလာနေဘာမှအားနာစရာမလိုဘူးနော်လုံးဝအာမနာနဲ့အခန်းတွေလည်းအများကြီးရှိတယ် လာနေပါမယ် အေးလာနေ စိတ်ချတာဗောဆရာရဲ့ စိတ်ချလိုက် အဲ့ဒါ စိတ်ချ ကျွန် လိုက် တော်ခီးသွားရင်ငင်းတော့လာပို့ထားလိုက်မယ်လေ ဟုတ်ပြီအာမနာနဲ့တော့လာဖို့လေငယ်တော့လာနေလဲနော် ကဲကိုစိတ်ချရမယ်နော် သိကြပါ စိတ်ချပါကိုချစ်ခင်ကလည်း ဆရာနဲ့တွေ့တာအကုန်လုံးအဆင်ပြေနော် လုံးဝအားလုံးဆင်ပြေသွားစီရမယ် ကျေးဇူးပါဆရာတော့လိုက်ပါမယ် ဟုတ်ပြီကိုချစ်ခင်ဖြစ်ဖြစ်နော်ဘေးကန်ကြီးလာအောင်မနေ့ကလက်ချံလေးယူခဲ့စမ်းပါဦးဟိုင်းဟာမင်းလည်းဘာမှပါမလာဘူးလားငါဒါကြီးဘယ်လိုလုပ်လို့ရမှာလဲကွာမင်းကလည်းတော့ရရှိရ不要对我了，这个。 နားမှာရောက်တော့ကောင်းနေရှင်းကြဘွဲတော့ကောင်းနေ အောင်ပြင်ဖို့လိုတော့ပဲဆူတောင်းမရအောင် ဟာကိုကြီး go 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 မန်ယူကွာမန်ယူကိုကြီး
really ကျေးဇူးတင်ကွာကျေးဇူးပဲဟာ ကြောင်တစ်ကြောင်ရှိရတယ် ကျေးဇူးတင်တယ်လုံးဝခိုးသွားပြီအောင်ပြီ မူတဲ့အေးဝဲကလေးတင်းတော့အသက်ဆိုရင်ဘာဖြစ်အားလုံးကောင်းတယ် အခုခေတ်က update ဖြစ်နေပါကောင်း အေးအသက်ဖြစ်နေပါ ဝင်ကြည့်အောင်လား ဆရာဆူတောင်းပြည့်တယ်ဆိုတော့တေချာတော့ပြောမှရအောင်ဆူတောင်းချက်တယ်နော် ဟာ share ကွာပွဲရတကယ် ဒါဆရာလေးဘူးရဲ့အတင်းတော်လားမသိဘူး ဟာအေးဒေါက်တာလေးပူပါမင်းရဲ့လေ အော်ဒေါက်တာလေးဘူးဟုတ် sorry ကြံခဲ့တယ်ကျွန်တော်ဖုန်းရမှာခင်ဗျာ ဖုန်းရအေးဟုတ်ပြီ ဒါကျွန်တော်တကယ်ချင်း ဟုတ်ဆရာ ဆွဲတော့ပါခင်ဗျာ အေးထိုင်ပါ ဟုတ် ဆရာဆူတောင်းပေးဆူတောင်းပြည့်လို့နာမည်ကြီးလို့ဆရာကျွန်တော်တို့က ဟာအေး ဆရာနိုင်ငံသားကလည်းပြန်လာနော်ဆရာ ဟုတ်တယ် ဟုတ် ဘောလုံးမကြည့်နေတော့ကောင်းတယ် ဆရာဘာဘလို့ပြီးသွားလဲဆရာ အာသူစီးတယ်ကွာလုံးဝ ဟာ ရေးပြီ အဲ့ပွဲပြီးလိုက်လား ပွဲပြီးတော့သူစီး ထိုးလိုက်တယ်မလားမင်း တပွဲတဲ့ကွာ ကောင်းတယ်ငါလောင်းထားတာရသွားပြီ ဟာ အလုပ်အောင်မင်းတို့ line ကိစ္စလေး ဟု ပြော တ်တယ်ဆရာကျွန်တော်ပြောချင်နေဆရာကျွန်တော်ကကြက်မွေးထားတာဆရာ အေး ကြက်တရားဆရာအခုလောကဦးနှုံးကမကောင်းဖြစ်နေရတာဆရာဆိုတော့ဦးနှုံးကြနေတော့ဦးမြမြဦးဖို့လိုတယ်နော်အခုကကျမတွေကလည်းတနေ့ကိုတစ်လုံးပဲဥနေရဆရာရဲ့တကယ်နဲ့ကျမတနေ့ကိုကျမတကောင်3လုံးလောက်ဥနေတွက်စီကြိုက်တယ်လေဆရာအခုကကျန်ကတုတ်ကွေးတွေပြီးသွားတဲ့ခါကျတော့လူတွေကကြက်သားစားလာဝက်သားစားလာဆိုတော့ကျွန်တော်ကဈေးကွက်လိုအပ်ချက်ကိုကျွန်တော်ဖြည့်ဆည်းပေးနိုင်မှုအတွက်ဆရာလိုအပ်တယ်တဲ့ ဟောအေး ဆိုတော့ဒီဆရာအဲ့တော့ကျွန်တော်ဥနှုံးများများကျဲဥနှုံးတွေတက်လာအောင်ကျဲဥတွေများများဥဖို့ရယ်ဝက်အကောင်များများပွားဖို့ရယ်ဆရာကျွန်တော်ဆူတောင်းပေးတယ် အေးဟုတ်ပြီ ခရဟိုကျွန်တော်ကြက်ချန်ဆောင်းတဲ့ခွေးတွေလည်းကျမ်းပါဖို့လို့သေးတယ်ဆရာအဲ့ဒါလည်းဆူတောင်းပေး ဟော တယ် အေးဟုတ်ပါပြီဖုန်းလည်းပြောပါ ကျမ်းမာရေးဆိုမှမင်းရောက်ခမကြီးနေမကောင်းဘူး ဆရာခဏကျွန်တော်အမွေတွေများများရဖို့မြန်ရဖို့ဆရာဆူတောင်းပေးပါဗျာ ဟုတ်ပါပြီကဲ ဟုတ်ခဏဆရာဘူးမှမပြောနဲ့ပါဗျာ အေး ကျွန်တော်ရောက်ခမကြီးကအခုဆေးရုံမှာအသေးအံဖြစ်နေတာဆရာ ဟုတ်လား ဆရာကျွန်တော်ဆူတောင်းပေးမှရပါလား မင်းအမွေတွေမြန်ရကျင်တယ်ဆိုတဲ့ဘောပေါ့ဟုတ်ပါပြီ ဆရာ ဆရာသူရောက်ခမကောင်းကင်ပေါ်မြန်မြန်ပို့ပေးလိုက်ပါဆရာ အပေါ်ရောက်ဖို့အတွက်များများဆူတောင်းမှရမှာ ဖုန်းလည်းပါ ကျွန်တော်ကဆရာကြောက်တထေးကြောက်လောပန်းပါဆရာ အေးဟုတ်ပြီ အဲ့ဒါအခုကျွန်တော်ကြောက်ကတွင်းရထွက်တဲ့ကြောက်တွေကအရေးသွေးရညံ့နေတာကျွန်တော်တစ်လုံးကို3000လောက်တန်တယ်ပေါ့ကြောက်ပြီပေါ့အဲ့လိုမျိုးအနည်းဆုံးပေါ့တစ်ပတ်တစ်လုံးလောက်ဆိုရင်တော့ရပါရဲ့အဲ့လောက်ပဲအဲ့လောက်တော့ပါရဲ့အဲ့လောက်တစ်ပတ်တစ်လုံးလောက်ပဲ ဟုတ်တယ်ဆရာ မင်းတို့ဆူတောင်းပေးရတော့ဟုတ်ပြီနော်မင်းတို့10ဖို့2ဖို့ထည့်နိုင်ပါလား ရဆယ်ဖို့တစ်ဖို့ပဲကြားဘူးတယ်နော်ဆရာ ဆေးဘူးနှစ်ဖို့ ဖျားခင်တောင်းတာတော့10ဖို့2ဖို့ပေါ့ကွာတစ်ဖို့ကငါ့အတွက်လေကွာအကျိုးဆောင်ကလေမင်းတို့ကလေ ဩဒီလိုဖြစ်ပါတယ်ဆရာအဲ့လောက် အေးစင်ပြမလား ပြည့်တယ် အဲ့ဆိုငါမင်းတို့တွေဆူတောင်းပေးမယ်နေဦးကွာ နှစ်ဆလောက်ရမှာဆိုရင်တော့နော်တောင်းခံနေပါ အေးဆူတောင်းမယ်ဖျားခင်ပြောထားတယ်ဆူတောင်းရင်တိတိကျကျတောင်းရမယ်တဲ့ ဟုတ် ဟုတ်ပြီနော် ဟုတ် မင်းတောင်းနေတဲ့ရာကွာကားဆိုကားစိုက်ကယ်ဆိုစိုက်ကယ်ဟုတ်လားအိမ်ဆိုအိမ်ပြီးတော့အယောင်စင်းနဲ့ကွာအဖြူဆိုအဖြူအနီးဆိုအနီးအဝါဆိုအဝါ ဟာဆရာဆူတောင်းခြင်းနေကျွန်တော်ငကိုကလေးဆူတောင်းခြင်းနေကြာလာ ပြီးတော့ကြံနေတယ် ဆရာကောင်း မ တယ် မြင်နေတဲ့အရာကိုတိမှတ်ဆွဲလန်းပြီးတော့ဖျားခင်ဆိုဆူတောင်း ဒီလိုဆိုလို့ရပြီဆိုရရပြီလို့မှတ်ပြီးတော့မှ ဟုတ်တယ်တိမှတ်ဆွဲလန်းပြီးတော့မင်းတို့ဆူတောင်းအတိအကျတောင်းကြည့်ကြတော့ ဟောဆရာအဲ့ဒါဆိုကျွန်တော်ဖုန်းဖြူအောင်တစ်လုံးနဲ့ အေး ကားအပြာရောင်တစ်စီးနဲ့ အေး လို့ခြင်းနဲ့ဆရာ အေးအဲ့လိုအတိအကျတောင်းမှန်းတာ အဲ့ဆိုရပြီပေါ့ ဟုတ်ပြီအဲ့တိုင်းပဲဖုန်းလား ကျွန်တော်လည်းဆရာတစ်ပတ်ကို3000လောက်တန်တဲ့ကြောက်တစ်လုံးပုံမှန် ဟာ ရ တပတ်ကိုတင်းတစ်ထောင်ထောင်းမြင်တော့မရတော့ဆွမ်းရမယ်ဗျအဲ့ကြတော့တင်းထောင်တစ်ထောင်တန်ကြောက်မင်းပွင့်ပြီဆိုတဲ့ဘောနဲ့ကွာမင်းဖျားချောင်းကိုတင်းတရာလူရမယ်မင်းလူတဲ့တင်းတရာနဲ့မင်းရဲ့ရွာမှာရှိတဲ့ရွာတွေအားလုံးကတော့ခေါ်ဖိတ်ပြီးတော့အဲ့ခံကျွေးမွေးပြလိုက်မယ်ကွာဘယ်လိုလဲတဘောတူလား အရန်ကောင်းတဲ့စီစဉ်ပဲဆရာမင်းလည်းလာပြီနော် အေးလာပါ မင်းတဘောတူရနော် တူတယ်ဆရာ အဲ့ဆိုမင်းတို့ကငါဆူတောင်းပေးမယ်ဟိုဖဖျားရှင်ကိုတော့ကိုကျေးဇူးတင်ပါဒီသားနှစ်ယောက်ကိုကိုတော့ရဲ့အိမ်တော်တို့ပို့ဆောင်ပြီးတော့ကျေးဇူးတင်ပါကိုတော့ဒ
ဒီသားနှစ်ယောက်ရဲ့လူရင်းဆန္ဒတွေကိုပြေဝစေတော်မူပါကိုရောထွန်းတော်ကတော့ဖုံးအဖြူရောင်နဲ့ကားပြာအောင်ကိုရလိုပါတယ်အာမင်နာမ၌ဖုံးအဖြူရောင်နဲ့ကားပြာအောင်ကိုရယူပါ၏ဖုံးတော်ကတော့တိန်းထောင်ထောင်ကြောက်ကိုပေါက်လိုပါတယ်ယေရှုဖျားနာမ၌တိန်းထောင်ထောင်ကြောက်ကိုတိန်းပိုက်ပါ၏ဟာလေလုယာအာမင်โอเคမင်းတို့လုံးဝလူရင်းဆန္ဒနဲ့ပြေသွားပြီကွာ โอเคပါဆရာ ကျေးဇူးတင်ပါဆရာ ဆရာကျေးဇူးအများကြီးတင်ပါတယ် မင်းတို့လုံးဝလိုရတယ်မင်းတို့ပြေသွားပြီဘောထိုင်တယ် ဟုတ်ဆရာ မင်းကဖုံးဖြူအောင်နဲ့ကားပြောင်မင်းရပြီကွာတိမဆွဲလန်းထိုက်တော့မင်းကသိန်းထောင်ကြောက် ရပြီ အောင်ပြီပေါက်ပြီတော့ဘောထိုက်တော့ ကျေးဇူးတင်လိုက်တာဆရာ အေးဟုတ်ပြီ ဆရာဒါကြောင့်နာမည်ကြီးတာပဲ ဟုတ်ဒါပေမဲ့နဲတယ်များတော့မဟုတ်ဆရာအလူငွေလေးလူခဲ့တင်တော့ပါ ဟုတ်တယ်ဟုတ်တယ်ကျွန်တော်လည်း သိတော့ရင်မကြည့်ပါဘူးကွာမင်းတို့ပြီးတော့လည်းငါယူရတာပေါ့ ဆရာ အေးကျေးဇူးပဲကွာ ကြာဟုတ်ဒီထဲမှာကျွန်တော်လက်မှတ်ထိုးပြီးသားဆရာလိုချင်တဲ့အမောက်ကိုခဏရေးလိုက်တော့ โอเคပြီးရော ဆရာတောင်းခွင့်ပြုပါအောင်ဆရာ ဖြည်းတော့ငါပါအေး ဒီတော်တယ်တကယ်ချင်း ဟာဒီနေ့တော့ကောင်းတယ်ကွာ မြင်မလားမြင်မလား ဆရာလာပြီ ဒီဘာလို့နောက်ကျန် ဟာဆရာကျွန်တော်လမ်းမှာကားဘင်းပေါက်နေလို့ဆရာ ဟာဒီနောက်ကနောက်ကျနေတယ်မင်း ဟုတ်ကဲ့ဆရာ နေဦးကငါငယ်နောက်ဖះเจ้าမှာပို့ထားတာအခုတော့ခေါင် ဆရာငယ်နောက်ခေါင်းနေနေတော့ ဘာဖြစ်လို့လဲကွာ ထော်ရလိုက်ဘူးငယ်နောက်လက်ထပ်ပြီးမပြေးသွားတယ် ဟာငါခီးတော့မှ2ရက်နဲ့တပိုင်းပဲကြာသေးတယ်ဟဲ့မင်းအသေးသေးကြရလားကွာ ဆရာသေးကြတယ်ပေါ့ဆရာသွားပြီးနောက်တည်းဒေါက်တာလိုက်ဘူးမသွားတာ ဟာကွာဒေါက်တာလိပ်ဘူးဒါမျိုးလက်တော့တယ်လို့ဒေါက်တာဝဲရထားတယ်ဟဲ့မင်းလိပ်စားလေးပါလို့မဆုံးသမ်းဘူးလား ဆရာလိမ့်စားလားလိမ့်စားပြန်စုံစမ်းဆရာမလိုပါဘူးဆရာရဲ့ပေါပေါဆုပ်ကျွေးလေရပါတယ် ဘာဟေ့ရောက်မင်းကငါအဲ့လိပ်စားပြောနေတာမဟုတ်ဘူးကွာအငင်တော့နေရလိပ်စားကိုမင်းနေတာထိုးကန်တော့မှာပဲမင်း ဆရာထိုးမလို့လားထိုးပါဆိုမြင်မြထိုးတော့ဆရာကျွန်တော်တော့မနေ့ကထိုးလိုက်တာ4-3ထိုးလိုက်တာဒဲပေါက်သွားတာဆရာ ဟေ့ရောက်မင်းအဲ့ဒါပြောနေမဟုတ်ကတတိနဲ့ထိုးမယ်ပြောနေတာကွာ ဘလို့ပါ ဟာနားတော့မှာမင်းတော့ကွာအဲ့ဘာကြီးပြန် ဆရာပဲသွားဆိုလို့ကျွန်တော်သွားပြရတယ် ဟာကွာ ဘာကြောက်ပါလဲ ဟာဟဲ့မင်းလူတယောက်လုံးမမြင်ဘူးလားကွာငါတောက်လိုက်ရငါ sorry ပါကွာ sorry ပါကျွန်တော် ဖုန်းနဲ့ဟာဖုန်းနဲ့မင်းဖုန်းနဲ့တက်နေရောဟိုတကယ်ကြီးတော့မင်းမမဲ့မိရဟာ ဟုတ်တယ်ငါမေးထွဲတော့နော် အေးလေ အေးအမေဘယ်လိုဖြစ်တာအင်းကြီးစုပ်ပြတ်တက်နေပါလား မိုက်ပါကွာမင်းရတယ်ဟာ ဘာလဲမေးဘာဝဲလားဘယ်လိုဖြစ်တာလဲမပြောပါဘူး ပြောချင်းပေါ့ကွာတကယ်ကြီးဟာလူငယ်10နှစ်တော့မင်းမက်မိလားငါတို့ကောင်နေမင်းနဲ့ငါနဲ့ကွာဒေါက်တာလိပ်ဘူးရှိမှတွားပြီးတော့ဆူတောင်းခံတာလေကွာမက်မိလား အေးလေ မမြင်သေးတော့အရာများဒီမှာဆွဲလန်းကြလို့တော့မှပြောလိုက်တာလေမင်းတို့တော့မှကွာထောင်မရဆုံးလို့တော့ပြောလိုက်တယ်လေကွာ မှတ်မိပါအေးအဲ့ဘယ်လိုဖြစ်တာလဲပြောပါဦးမင်း ငါဖုန်းနဲ့ကားနဲ့လိုနေတာလေကွာဒီကြာတိမဆွဲလန်းကြတော့တိမဆွဲလန်းတော့ဘောငကူကလေးကဖုန်းနဲ့ကားနဲ့ဘလောက် crazy ဖြစ်လဲမင်းသိတာပဲကွာ အေးလေ သွားလေဒီဖုန်းနဲ့ကားနဲ့ မင်းအိမ်မက်မှန်တော့မှလူတွေမတ်တာလေကွာမင်းအိမ်မက်တယ် သွားလေဒီဖုန်းဖြူရောနဲ့ကားပြရောနဲ့ငါငါအလုပ်တော့တားကြိုးစားကွာစူလဲတားတောင်းတယ်ဒါပေမဲ့မဖြစ်တော့
တော့ကြားပါလေကွာဆိုပြီးတော့ငါရရအလုံးဝင်လုံးလိုက်တာ ကြီးပွားသွားပါ ဟာဖုန်းဖြီအောင်တဲ့ကအပြာရောင်တော့မသိဘူးတကယ်ချင်းဟာဘေးဒီအမှုနဲ့ကားအပြာရောင်စီးပြီးတော့ထောင်ထဲတန်းနေပါ ဘာပြရလဲဗျာကိုပါလေကွာရမကိုပါလေကိုပါလေကွာမင်း နေဒါဒေါက်တာလေးပူကြောင့်ငါသေးကိုမကျင်တဲ့ဘူးဟုတ်တယ်မလား မဟုတ်ဘူးဟဲ့မင်းအဲ့လိုမျိုးမာနတွေဒေါသတွေမကြီးနေလို့မင်းအဲ့လိုဖြစ်နေ ဟုတ်လေ ငါလည်းပဲဘလို့ဖြစ်ခဲ့တယ်သိလား ဟေးပြောသမ်းမအောင်မင်းကြောင်းလေ ငါလည်းမင်းနဲ့သွားခဲ့တဲ့ဆရာလေးဘူးပဲဆရာလေးဘူးကငါ့ကိုထောင်မြင်မင်းရာဆွရမယ်တဲ့ငါလည်းအဲ့စကားကြီးကိုဆွဲပြီးတော့ငါထောင်မြင်ပြီးတော့ရာဆွမယ်ဆိုတော့ငါအိမ်နေတိုက်နေအကုန်ရောင်းရောင်းပြီးတော့ငါတွင်းနဲ့ထည့်ပလိုက်တယ်ကွာ ဘယ်တွင်း ကြောက်တွင်းပြောတာကြောက်တွင်း ဟော တောက် အောင်မယ်မလားမင်း ဘယ်ရလားပဲအရင်လည်းမြအမြက်လည်းမြနောက်ဘာကြောက်မှလည်းမပေါက်တော့ဘူးနောက်ပိုင်းမှာအားနဲ့တဖြည်းဖြည်းနဲ့ကဘဝတွေပြတ်ပြီးတော့နောက်ဆုံးမှာငါ100ပဲကျန်တော့ကွာငါအိတ်ထဲမှာငွေလေး100ပဲရှိတာဟာအဲ့ဒါရောရက်မျောလင်းချက်ပဲမျောလင်းချက်ထားပြီးတော့100နဲ့ဟာသုံးလုံးထုတ်ပလိုက်တယ်ဆဲထုတ်ပလိုက်တယ် ဟောပေါက်ဝမ်းမလားမင်း တန်းနေတာပဲထောင်ထဲရောက်တာရဲနဲ့တွေ့ပြီးတော့ထောင်မြင်ရာဆုံးဆိုတဲ့အတိုင်းຢာလဲဆိုပြီးတော့ထောင်တန်းမြင် ဟော တော့ မင်းရဆွရအောင် အေးဟောစပြီးတော့ငါချုပ်ကန်းထဲမှာထောင်တိုင်းတွေပဲမြင်နေရတော့ကွာ ဖြစ်ဆိုလိုက်တာတကယ်ကြီး ဘယ်မကိုပါနဲ့တော့ကွာ မဟုတ်ဘူးငါတော့ရအဲ့ကြောင့်ပြောဒေါက်တာလေးပူမင်းဒီပြဿနာတွေစမီးမွေးရတူပဲ မဟုတ်ဘူးလေကြမဲ့စိတ်ရှော့ပါ သွားမယ်အဲ့ဒေါက်တာလေးပူသွားရှာ မလုပ်ပါနဲ့မဲ့ ဟောမင်းကမဆွဲနဲ့ စိတ်ထိတ်ပါမဲ့အရင်လိုမလုပ်ပါနဲ့မဲ့အဲ့လိုစိတ်တွေကြောင့်မဲ့ငါတို့အဲ့လိုဖြစ်ခဲ့တာ ဘာငါတူးတောင်းဖြစ်တာလေ ငါတို့ရေလောဘကြီးတာလည်းပါတယ်ကွာငါတို့အရင်တော့မင်းဆိုရင်လည်းတက်တွေဝက်တွေတောင်းတဲ့စီမွေးနိုင်တယ်ကွာငါဆိုလည်းကြောက်တွင်းတွေအများကြီးရှိတယ်ဒါပေမဲ့ငါတို့အရန်လောဘကြီးကြီးပြီးတော့ငါတို့အဲ့လိုဖြစ်ခဲ့တာငါတို့ဆရာတော်ဆိုင်ပြောတယ်လေကွာစားရင်ဝေးရင်ရှိသမျှနဲ့ရောင်ရဲလို့ဆိုပြီးပြောခဲ့တာမှတ်မိတယ်မလားငါတို့အဲ့ဒါကိုမလိုက်နာပဲနဲ့ငါတို့လောဘကြီးရန်ကြီးခဲ့တာဆရာတော်ဆိုင်ပြောတာမှန်တယ်ကွာငါတို့သူ့ကိုမှားခဲ့တယ်လို့ဖြစ်သူ့ကိုတောင်းပန်တင်တယ်ငါတို့ပြီးရင်ငါတို့ဖျားစကားပဲနားထောင်ကြလို့ကွာတင်းတော်ကိုပြန်ရင်ကောင်းမယ် အေးဟုတ်တယ်နော်မင်းပြောမှန်တယ်ငါမားဝိုင်းပါလေ အေးကွာ အဲ့ဆိုတင်းတော့ပြန်မယ်ပေါ့နော် တင်းတော်ပြန် အေးတော် ငယ်နောက်နဲ့နေရတာအဆင်မပြေဘူးငွေတုံးကျန်းတယ်ရက်ဆက်တယ်သေးကြော်ဆိုတော့ငွေတုံးကရက်ဆက်တယ်ကျန်းတာတော့ကျွန်တော်လည်းတပြားမှမရှိတော့အဲ့တော့ငယ်နောက်အိတ်နေတဲ့အချိန်ကျွန်တော်လင့်တာပဲကောင်းတယ်ဟုတ်တယ်ငါလင့်မဖျားခင်လည်းပြောထားတယ်မိဘသားများကိုစွန့်ပြီးငါနောက်လာလိုက်တယ်အဲ့ကြတော့ငယ်နောက်ကိုစွန့်ပြီးတော့ရိုးရကိုကျွန်တော်စိုက်ကနဲ့သွားမယ်အဲ့ဒါအကောင်းဆုံးကြံစီပဲကြာပါတယ်စကားပြောနေကြာလေးတယ်ဟဲ့ဒီဘက်တွေစိုက်ကရွေးစမ်းကွာပြီလားကောင်းတယ်အဲ့ဒါပဲကောင်းတယ်လောက်ပါ
哈，刚给学语呗，得好大不？你妈刚给的么呢？刚给的么没来，在身上干他的。哈，俺那帮我对家的。哈，俺没进来我们。我刚给的么没？在身上上的嘛，就那么把他没了。哈，刚一遍。他的车几把哦，到达现在嘛进来，妈妈都到达来不来？阿母老到达来不来？陪我女边的家嘞？哈，你车几把哦？你车进来吧哦，到达现在嘛进来吧。啊，地里干怎么嘞？啊，他妈的嘞！他们拉呢？ဒေါက်တာလိပ်ဘူးဒေါက်တာလိပ်ဘူးအမောင်တော်စုငါသားငါတပည့်သူ့ကိုရှေ့ခေါ်လာစမ်းဘုရားခင်ကမမြင်သေးသောအရာကိုသိမဲ့ဆွဲလန်းခိုင်းတယ်မင်းကမြင်နေတဲ့ဖုန်းကားအင်ချမ်းမီတွေကိုဆွဲလန်းဖို့တိုက်တွန်းတယ်ဘုရားခင်ကတန်ရှင်သောဝိညာဉ်တော်နဲ့ပြီးဖို့ဆုတောင်းကြလို့ကျမ်းစာကပြောရင်သင်ကလောကအရာတွေကိုပဲတောင်းခိုင်းတယ်သင်ကိုယ်တိုင်လည်းဘုရားစကားနားမထောင်ဘူးသင်စီလာတဲ့လူတွေကိုလည်းသင်ထက်ဆယ်ဆအရေးသားဖြစ်စေတော်တယ်လိမ့်ဘူးတော်တယ်ငါစကားတိတိတကြနားထောင်တယ်ဟိုးအနဲ့ဆုံးမရဲမီအိမ်နဲ့သူ့ကိုပြစ်ချလိုက်ဟာ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 ဆရာတော်ဆိုင်ပါလား ဟာပြမင်းဘယ်သွားမလို့လဲ မနေ့9နာရီအမီကုပြည်တော်တင်သွားမလို့ဆရာကြီးဆရာပဲဟောထားတာမဟုတ်လားရှာကြလို့တဲ့ကျွန်တော်လည်းပညာတွေကိုရှာနေတာအခုထိမဆုံးသေးပါဘူးဆရာရာဟို3နှစ်သားရွယ်တဲ့က3နှစ်သားရွယ်တဲ့ကမနေ့9နာရီဆိုရင်ကျွန်တော်အမေကမူချိုပို့ပြီးပြီဆရာရသူငယ်တန်းနေပြီးတော့10တန်းအထိလဲမနေ့9နာရီရောက်သွားပြီးပညာရှာခဲ့ရတယ်ဆရာကြီး10တန်းအောင်ပြီးတော့တက္ကသိုလ်ရောက်တော့လဲမနေ့9နာရီရောက်သွားရတယ်ဝဲရပြီးလုပ်ငန်းခွင်ဝင်တော့လဲမနေ့9နာရီရုံရောက်သွားရဆရာကြီးတက်60ပြည့်ပင်စင်ယူတော့လဲမပြီးသေးပါဘူးဆရာရမပြီးသေးဘူးနီးပညာတွေကကဘာပေါ်မှာတက်နေတခြားတိုးတက်နေတော့ခင်းတော့မကြအောင်လို့ကုပြည်တော်တင်တန်းတက်နေတာဆရာကြီးကုပြည်တော်တင်တန်းတက်နေတာ ဒါနဲ့ဦးလာမင်းကတနင်္ဂနွေနေ့မနက်9နာရီရောဖះเจ้าကိုပုံမှန်ရောက်ဖြစ်ရဲ့လား ဘယ်ရောက်မလဲဆရာ9နိုင်မပြောနဲ့ဆရာတပတ်တစ်ချိန်မပြောနဲ့တစ်လတစ်ချိန်တော့မှဆရာကိုမျက်နှာပြဖို့မနေ့ကြိုးစားရတာဒါတော့မနေ့9နိုင်မရောက်ဘူး7နိုင်မှရောက်တာဆရာကြီးဆရာ7နိုင်မှရောက်တာ ဦးလာမင်းဒါနဲ့ဖះပြောတဲ့ပညာတွေကိုရှာပြီးပြီလား ဘာပညာတွေလဲဆရာ ဖះသခင်ရဲ့မျက်နှာတော်ကိုရှာရမယ်လေဖះရှာစီလူတဲ့ຢာတွေကိုရှာရမယ်လေဒါတွေကိုရှာပြီးပြီလားနောက်ယောဘဝတ္ထုအခန်းကြီး28အငယ်28မှာထာဝရဘုရားကိုကြောက်ရွံ့ခြင်းဟာပညာရဲ့အချုပ်အခြာဖြစ်တယ်ဒုစရိုက်ကိုရှောင်ခြင်းဟာဉာဏ်ဖြစ်တယ်လို့ကျမ်းစာထဲမှာပြောထားတယ်ဦးလားမြင်နောက်ကျွန်တော်ရဲ့တက်တာမှာမဿဲခန်းကြီး6အငယ်33မှာလဲနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှာရမယ်လေဒါတွေရောရှာပြီးပြီလားနောက်မြေကြီးပညာတွေကိုဘုရားသခင်ကတနေ့ကျရင်ဖျက်ဆီးပစ်မယ်တဲ့ရှာရင်ရှာကျွန်တော်တို့ဟာကောင်းကင်ဘန္တာကိုပဲရှာရမယ်အထက်အရာတွေကိုပဲကျွန်တော်ရှာရမယ် ဆရာကျွန်တော်နောက်ကြတော့မယ်ဆရာကျွန်တော်သွားလိုက်ဦးမယ်ဆရာ သွားလို့မလား သွားရမယ်ဆရာ ပြီ နောင်တရကြတော့ကောင်းကင်နိုင်ငံတည်လို့နေပြီ
မြောက်သေးပါလားဒီစရာချိန်မလေးတော့ကွန်ပျူတာတွေကလည်းရှုပ်ပွားနေပဲသူကခလုတ်ပွင့်ပြီးကင်တာပဲကောင်းပါလေဒီကွန်ပျူတာတွေကဟိုဘယ်လိုဖြစ်ကုန်မှလည်းမသိဘူးကွာဘလက်တွေရောအမလေးရကျွန်တော်ကမွေးကြတဲ့ခရိယန်ဆိုတော့အသက်စာဆောင်စင်းထဲမှာကျွန်တော်နာမည်ပါမသေးကြတယ်မေးလိုက်ဦးမယ်ကောင်းကင်တမန်မင်းကြီးခင်ဗျာကျွန်တော်နာမည်ပါပါသလားဒေါက်တာလေးဘူးဗောဒေါက်တာလေးဘူးဗောကဲတင်ကြီးဆိုတာကျေးဇူးတော်ကြောင့်ခမ်းမရတာခမ်းမရတာခမ်းမဲ့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 ဟာ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 ဦးလာမင်းကိုအရှိခေါ်ခဲ့စမ်းဘာလဲကတင်ချင်းဆိုတာဂျေဇုတော်ကြောင့်အခမဲ့ရတာဂျေဇုတော်ကြောင့်အခမဲ့ဘာအခမဲ့လဲခင်ယေရှုကိုယုံတာနဲ့အခမဲ့ရတာဆိုရင်ငါစားတဲ့မင်းတဲ့အရင်ကောင်းကင်ဘုံရောက်နေပြီငါတို့နဲ့ဆိုးတယ်သခင်ယေရှုကိုယုံကြည်တာမင်းတို့မသိဘူးလားမင်းတို့ထက်တောင်ပိုးယုံနေကွနတ်ဆိုးတွေသခင်ယေရှုနဲ့တွေ့ရင်ကြောက်တူးတွေတုံးနေတာအမြင့်ဆုံးသောဘုရားရဲ့သားတော်လို့နတ်ဆိုးတွေဝန်ခံတာမင်းမသိဘူးလားငါတို့ဘာလို့မရေရောက်တာလဲအေးငါတို့မှာပြောင်းလဲခြင်းဆိုတာမရှိဘူးနောင်တရတယ်ဆိုတာလည်းမရှိဘူးဘုရားအလိုတော်အတိုင်းအသက်ရှင်ခြင်းမရှိလို့ကွသင်လောကမှာအသက်ရှင်လုံးမှာတန်ကြီးပိုးရဖြစ်စီးပဲမြေကြီးအရာကိုပဲစူးစမ်းရှာဖွေခဲ့တယ်စူးစမ်းရင်နောက်ဆုံးတော့မြေကြီးရဲ့အစိုးမရဲကိုတွေ့သွားပြီဟာ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 ဟိုးတုံးနေတာကလေးကကြောက်ကျူရှင်ဂိုက်ဒီနီးနဲ့မင်းတို့လူတွေမရဲကိုငါခေါ်တာအရေးအောင်မြင်နေဟေးကိုနိုင်ထိုး3မိနစ်ပဲလို့တော့တယ်သူကိုငရဲတဲ့အမြင်ဆုံးပြစ်ချလိုက်မင်းတို့အားလုံးဒီချာမက်ထားကြကောင်းကင်ဘဏ္ဍမစီးဘူးလေမြေကြီးဘဏ္ဍစီးဘူးကြကောင်းကင်နိုင်ငံကိုမဆွဲရနဲ့ငါရဲ့ကာမဂုဏ်စီးစိမ်ငါရဲ့အတ္တလောဘဒီမဆွဲလိုက်ကြ
ဒီကောင်းပါလေထိုင်ကြပါဒါနဲ့ဘယ်ရလိုက်လာကြ ဆရာစီပဲလာတာပါဆရာကျွန်တော်စနင်းပေါင်လန်ကအတစ်တစ်စည်းဝယ်လာလို့ဆရာဆက်ကဆုတောင်းပြီးတော့လာလို့ ကားတိတ်ဆက်ကက်ချင်းတယ် ဟုတ်ကဲ့ပါဆရာ ဆရာ ဟော ဆရာကျေးဇူးတော်ကြောင့်ဒီနေ့လေဆိုင်ငံအစ်စ်ဟောစားစောက်ပြီးတာဆိုင်ငံဆက်ကတ်ချင်လို့ဆရာ ကဲမက်ကီတီကျွန်တော်မိသားစုလည်းရောက်လာပြီဆိုတော့ထိုင်ကြပါ ဟုတ် အခုပဲဒီမှာကိုမိုးစက်တို့မိသားစုကကားတိတ်ဆက်ကက်မယ်ဆိုပြီးရောက်လာတယ်အခုဒီမှာလဲဆိုင်ကန်းအစ်စ်ကိုဆက်ကက်မယ်မိသားစုတွေရောက်လာတယ်ဆိုတော့အတော်ပဲပေါ့ဒါနဲ့ဆိုင်ကန်းနေကားတွေထက်မိမိရဲ့အသက်တာကိုတော့ဖျားတစ်ခေစီမှာဆက်ကက်ပြီးကြပြီ မဆက်ကရသေးပါ ဆ ဆ က် ရာ ခွင့်ရသေးလို့ရှင်ဆရာ ဆရာကတော့လူကိုပဲဆက်ကပ်ပေးမယ် ဟုတ်ကဲ့ပါ ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်လူရဲ့တက်တာကိုမဆက်ကပ်ဖဲနဲ့ဒီကားတွေဆိုင်ကန်းတွေကိုဆရာကဆက်ကပ်ပေးလိုက်လို့ရှိရင်ဥပမာဒီလူရဲ့တက်တာမပြောင်းလဲဘူးဆိုလို့ရှိရင်သူပိုင်ဆိုင်တဲ့ကားတွေဆိုင်ကန်းတွေဟာချီနီပဲတက်တာမပြောင်းလဲပဲနဲ့ဆရာဆိုင်ကန်းပဲကားပဲဆက်ကပ်ပေးမယ်ဆိုလို့ရှိရင်ဥပမာဒီကားနဲ့မူကြီးစေဝါတယ်မယ်ဘိန်းဖြူမောင်ကိုလုံမယ်ဆိုလို့ရှိရင်တက်ဆိုင်ရာကဖမ်းမိတဲ့အခါမှာပစ္စည်းကိုလည်းသိမ်းမယ်ကားကိုလည်းသိမ်းမယ်နောက်ကားပိုင်ရှင်ဖြစ်တဲ့သူကိုလည်းပဲတရားစီရင်မှာဖြစ်တယ်အဲ့ဒီလိုပဲဆိုင်ကန်းပိုင်ရှင်တွေလူကိုမဆက်ကပ်ဖဲနဲ့ဆိုင်ကန်းကိုပဲဆက်ကပ်မယ်ဆိုလို့ရှိရင်ဒီဆိုင်ကန်းဟာတနေ့ကျရင်ဖဲဝိုင်းနေဂျင်ဝိုင်းနေဖြစ်သွားနိုင်တယ်နောက်ရက်ဆိုင်နေဘီယာဆိုင်နေမကောင်းတဲ့နေရာတွေဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ဆရာကတော့လူကိုပဲဆက်ကပ်ပေးမယ် ဟုတ်ကဲ့ပါ လူကိုဆက်ကပ်ခြင်းအပြင်ဒီလူဟာဘုရားစကားကိုနားထောင်နေဆိုလို့ရှိရင်သူ့ရဲ့တက်တာမှာဘုရားကောင်းကြီးကိုခံစားရမှာဖြစ်တယ်ဘုရားစကားကိုနားထောင်တဲ့လူရဲ့အသက်တာသူရှိတဲ့နေရာသူလှုပ်ဆောင်တဲ့လုပ်ငန်းသူနဲ့ထိတွေ့နေတဲ့ပစ္စည်းတွေဟာမင်္ဂလာရှိတယ်ဘလို့လဲဒီဟာကိုမိုးစက်တို့မိသားစုနဲ့ဒီဟာမက်မိသားစုဆရာပြောတာသဘောပေါက်လား ဘောပေါက်တယ်ဆရာ အဲ့ဒါဆိုရင်တော့ဆရာကတော့လူကိုပဲဆက်ကပ်ပေးမယ် ဆက်ကပ်ပါမယ်ဆ ဆ ရာ က်ကတ်ပါမယ်ရှင်ဆရာ ဒီအဲ့ဆိုရင်ဆရာဆက်ကပ်ပေးမယ်ဖတ်ပြရှင်ယနေ့အိမ်တော်မိသားစုနှစ်စုကိုတော့ပို့ဆောင်ပေးတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒါသမီးတို့ရဲ့တက်တာမှာယနေ့ကိုရောရှင်ဖျားအဓိကဆက်ကပ်စီလိုသောခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကိုကိုရောရှင်ဖျား၌ဥစွာဆက်ကပ်တတ်သောသူများဖြစ်စေပါယနေ့အိမ်တော်မိသားစုနှစ်စုကိုရောရှေ့ဆက်တက်တာမှာဆက်လက်ပို့ဆောင်ကောင်းကြီးပေးတော်မူပါကျေးဇူးတော်ကိုချီးမွမ်း၍အသက်ရှင်တော်မူသောသခင်ယေရှုနာမ၌ဤစုများကိုတောင်းလျှောက်ပါသည်ဖဖျားရှင်အာမင်ကျေးဇူးတင်ပါတယ်မိသားစုဖျားရှင်ကောင်းကြီးပေးပါစေ အတင်းတော်မှာဘာဝင်ရမယ့်အစီအစဉ်ရှိရင်ဆရာကျွန်တော်ခေါ်ပါကျွန်တော်မိသားစုလာပါမယ် ရှိတယ်ကုမိုးဆက် ဟုတ်ကဲ့ ဒီကမက်ကီတူထွန်းတို့မိသားစုရောဆရာတို့တင်းတော်ကလာမဲ့31ရက်နေ့မှာယော်ဒန်မြစ်ရဲ့တစ်ပတ်ကမ်းမှာကျေးဇူးတော်ချီးမွမ်းပွဲရှိတယ်အဲ့ဒီကျေးဇူးတော်ချီးမွမ်းပွဲကိုဒီကကုမိုးဆက်တို့မိသားစုရောမက်ကီတူထွန်းတို့မိသားစုရောမပြတ်မကွက်ပါဝင်ပါလို့ဆရာဖိတ်ခေါ်ခြင်းတယ် ဆက်ဆက်လာခဲ့ပါမယ်ဘာဝင်ပါမယ်ဆရာ ကဲဆရာမြောင်းနေမယ်နော် ဟုတ် ဟု ကဲ့ တ်ကဲ့ရှင် ပြန်လိုက်ပါအောင်မယ်ဆရာ ကဲကောင်းပါပြီကွာဖြည်းဖြည်းနော် လိုက်ချင်မလိုက်ခဲနဲ့ကွာနေခဲ့ငါတယောက်တည်းသွားမယ်နာမည်ကမိုက်ကယ်မိုင်လို့တောက်တယ်တောက်ပြီးမူးမယ်အေးတောက်တာမူးတာအပြစ်ဆိုရင်ဒီအပြစ်တွေကိုဖြေလို့ဖို့ငါဖျားချောင်းသွားမယ်ပါတဲ့ရှက်လို့ငါနဲ့လိုက်ရမှာရှက်လို့ဟုတ်စားရှက်ရင်နေခဲ့ကြမလိုက်ခဲ့ကြနဲ့မိန်းမလည်းမတားနဲ့သားလည်းမတားနဲ့သမီးလည်းမတားနဲ့ငါတယောက်တည်းသွားမယ်စမ်းသာတယ်မှာအရက်သမားဖျားဆောင်မလာနဲ့လို့မရေးထားဖျားဆောင်ရှိမှလည်းအရက်သမားခွင့်မပြုလို့မရေးထားဘူး
ငါဘာငါသွားမယ်နေခဲ့ကြဟေးဆရာမင်္ဂလာပါဆရာ ဟာမိုက်ကယ် ဆရာမတွေ့ရကြဘူးနော် မိုက်ကယ် အော်ဖြည်းဆရာ နိုင်ပါမိုက်ကယ်ဒီမှာ ဟုတ်ဆရာ မိုက်ကယ် ဟုတ် မင်းရက်တွေတောက်လိုက် အာနည်းနည်းပါဆရာရာသီဥတုကလည်းနည်းနည်းချမ်းတယ်မလားဆရာရဲ့နည်းနည်းကစ်လာဆရာကျွန်တော်တရားဟောပေးကျွန်တော်အတွက်ဆူတောင်းပေးဒါပေမဲ့တော့ဆရာအရာမတောင်းနဲ့လို့တော့ဆူမတောင်းဝင်မဲ့အဲ့တရားဟောကြတယ်ရိုးအီးအလောတောင်ရနေနော်ဆရာတခြားဟာတောင်းတခြားဟာသမီးစမ်းနိုင်ရေဆရာအတွက်တမယာတီလေးယူခဲ့ပေးပါဦး စပါရောဆရာအားနာစရာကြီးဗျာဘာလို့လုံနေရလဲ မိုက်ကယ်ဒီမှာဆရာတောက်နေတဲ့ black coffee တော့မင်းဒီကောင်လေးကိုတောက်လိုက်ပေါ့ကိုတောက်လိုက်ပါဦးမိုက်ကယ် ဆရာကျွန်တော်ကလေအခါသာကြိုက်တာဒီလိုအခါမျိုးကျွန်တော်မကြိုက်ဘူး ဟုတ်ပါတောက်လိုက်ကိုတောက်လိုက် ဆရာတောက်ခံလို့သာတောက်ရနော်တောက်တာလေရောနှမျောသားဆရာပြီးပျောက်သွားမှာ ဟုတ်ပါတောက် ဟုတ်ဆရာကိုကျွန်တော်ပြောရအောင်မယ်လူတွေကအယက်သမားဆိုပြီးတော့လေတော်လက်ညှိုးထိုးကြကြသိလားဆရာအဲ့လူတွေကကျမ်းစာမဖတ်တဲ့လူတွေနော်ကျွန်တော်အယက်သမားဆိုပေမဲ့ကျမ်းစာလည်းဖတ်တယ်စုလဲတောင်းတယ်ဓမ္မသစ်ကျမ်းထဲမှာလေဆရာသိပါတယ်ဓမ္မသစ်ကျမ်းကာနာမြို့မင်္ဂလာဆောင်ပွဲမှာခင်ယေရှုကနော်ရေကိုစပြည့်အဖြစ်ပြောင်းတယ်ပြောင်းပြီးတော့လူတွေကိုတိုက်တယ်လူတော်မကဘူးသူကိုယ်တိုင်ကဲ့သေးတယ်ဆရာဖះရဲ့သားနော်ဖះသားတော်ဒီလိုလုပ်တဲ့ကျွန်တော်တို့လူသားတွေကပြင်းမရှိပါဘူးဟုတ်တယ်နော်ဆရာ ရောမိုက်ကယ်ကိုဆရာနည်းနည်းပြောပြမယ် ရစပြော တကယ်တော့ဒီမိုက်ကယ်ပြောတဲ့ကာနာမျိုးကမင်္ဂလာဆောင်ပွဲကစပြည့်ရည်ဆိုတာကရစ်မှုစီတဲ့စပြည့်ရည်မျိုးမဟုတ်ဘူးကွာ ဟုတ် ဒီနေ့ဆရာတို့ခင်မှာတောက်နေတဲ့အချိုရည်မျိုးဥမာ fantasy အချိုရည် mass အချိုရည်လိုမျိုး juice ပဲဖြစ်တယ်ကွာမိုက်ကယ်တင်လို့ရစ်မှုစီတဲ့စပြည့်ရည်မဟုတ်ဘူးကွာ ဆရာကျွန်တော်တို့လူသားတွေအပြစ်သားတွေပါဖျားကအပြစ်သားတွေအားလုံးကိုချစ်တယ်ဟုတ်တယ်နော်ဆရာ မှန်တယ်မိုက်ကယ်ပြစ်သားကိုဘုရားသခင်ချစ်တယ် ဟုတ် ခရစ်တော်ကိုမယုံကြည်ခင်အသက်တာမပြောင်းလဲခင်ကတို့တွေဟာအပြစ်သားဘုရားသခင်ချစ်တယ်ဘုရားသခင်ကိုယုံကြည်ပြီးနောက်ပိုင်းအသက်တာပြောင်းလဲပြီးနောက်ပိုင်းမှာတို့တွေဟာအပြစ်သားမဟုတ်တော့ဘူးကွာတို့တွေဟာဘုရားသားဖြစ်သွားပြီ ဟုတ်ကဲ့ဆရာ မိုက်ကယ်ကိုဆရာတစ်ခုပြောမယ်ဥမာကွာပစ္စည်းတစ်ခုဥပဒေနဲ့မလွတ်ကင်းတဲ့ပစ္စည်းတစ်ခုကိုလူတစ်ယောက်က carry လုပ်မယ် carry လုပ်တဲ့ခါမှာသက်ဆိုင်ရာကဖမ်းမိသွားမယ်ဆိုလို့ရှိရင်ရဲကပစ္စည်းကိုလည်းသိမ်းမယ်လူကိုလည်းဖမ်းမယ်ပြီးရင်အပြစ်ပေးမယ်အပြစ်ပေးတဲ့ခါမှာပစ္စည်းကိုထောင်ချမှာလား carry လုပ်တဲ့လူကိုထောင်ချမှာလားမိုက်ကယ် ကယ်ရီလုတ်တဲ့လူပါဆရာ အေးအဲ့ဒီလိုပဲဘုရားသခင်ဟာအပြစ်သားကိုချစ်တာမှန်တယ်ဒါပေမဲ့အပြစ်ကိုငရဲချမှာလားအပြစ်သားကိုငရဲချမှာလားမိုက်ကယ် အပြစ်သားဟုတ်ပါဆရာ ဒါပဲဒီနေ့ခရိယန်တွေအများစုဟာကျမ်းစာကိုလက်တစ်လုံးကြားကိုလိုရာကိုဆွဲယူပြီးမှမိမိရဲ့လိုရင်ဆန္ဒနဲ့ပေါင်းပြီးမှလုပ်နေတာတွေဟာအင်တန်မှဆက်စုပ်ရွှရှာပွဲကောင်းတယ်ဘုရားသခင်လည်းမကြိုက်ဘူး ဆရာ
ကျွန်တော်အယမ်းမားလဲဆရာကျွန်တော်နောင်နာလဲရတယ်ဆရာဒီအရက်ကိုဖြတ်ချင်တယ်ဆရာဒါပေမဲ့ဆရာဝန်ပြောတော့ကျွန်တော်အရက်ကိုတိကနေဖြတ်လာလို့ရှိရင်ကျွန်တော်အသက်အနေရအတွက်စိုးရင်ရတယ်ဒါပေမဲ့ဆရာကျွန်တော်သေးပါစေကျွန်တော်ဒီရက်ကိုတိကနေဖြတ်မယ်ဆရာလည်းကျွန်တော်အတွက်ဆူတောင်းပေးပါဆရာအေးမိုက်ကယ်မင်းဆန္ဒရှိရဆိုရင်တော့ဆရာမင်းအတွက်ဆူတောင်းပေးမယ်ကျမ်းစာမှာဂလာတိ9အခန်းကြီး20ခန်းကြီး9ငွေ21မှာလဲအရက်တော့တဲ့သူဟာဘုရားသခင်နိုင်ငံတော်ကိုအမွေမခံရဘူးဟုတ်ကဲ့အဲ့ဆိုမင်းအတွက်ဆရာဆူတောင်းပေးမယ်ဟုတ်ကဲ့ဆရာခဏဆူတောင်းဖဖျားရှင်ယနေ့ကိုရောရဲ့သားမိုက်ကယ်ကိုကိုရောပြန်လေ၍ကျေးဇူးပြုတော်ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဤသားကိုရောရှင်ဘုရားရက်တော့ပြီးမူးတဲ့ခါမှာယနေ့ဇနီးတဲ့သားမယားတွေနေစရာမရှိပါယနေ့ကိုရောရှင်ဘုရားထိုသားအိမ်တော်ဦးစီးဖြစ်တော်မိုက်ကယ်ကိုကိုရောကောင်းချီးပေးလျက်အရရကြီးကျွန်းပေါ်မှာနေပြီးယနေ့လွတ်မြောက်ရသောအခွင့်ကိုပေးတော်ကိုရောနာမဘုန်းကြီးပါစေ။အိုးဖဖျားရှင်ဤသားရဲ့တက်တာ80တက်တာမှာကိုရောရဲ့ကောင်းကြီးမင်္ဂလာကိုခံစားရပြီးကိုရောရှင်ဘုရားဘုန်းတော်ကိုထင်ရှားစေသောတက်တာဖြစ်စေတော်မူပါမည်ကြောင်းသခင်ယေရှုဘုရား၏နာမတော်မြတ်ကိုအမိပြုလျက်ဤစုကိုတောင်းလျှောက်၍ဆက်ကအနံပါတဲ့ဖဖျားရှင်အာမင်မိုက်ကယ်ကိုဖျားရှင်ကောင်းကြီးပေးပါစေကွာအာမင်ဆရာကျေးဇူးအများကြီးတင်တယ်ဆရာရဲ့ကျွန်တော်ဒီအသင်းတော်မှာပဲကျွန်တော်တသက်လုံးရာသက်ပံပါဝင်ပြစေဆရာကျွန်တော်လိုအပ်တဲ့နေရာမှာခိုင်းပါဆရာဆရာဝမ်းသာတယ်ကွာမိုက်ကယ်ဒါနဲ့ဆရာတို့လာမဲ့31ရက်နေ့မှာယော်ဒန်မြစ်တစ်ဖက်ကမ်းမှာဆရာတို့ကျေးဇူးတော်ချီးမွမ်းပွဲအသင်းတော်အနေနဲ့လုပ်ဖို့ရှိတယ်ဟုတ်ကဲ့ဆရာအဲ့ဒီပွဲကိုမင်းမပြတ်မကွက်ပါဝင်ပါလို့ဆရာမင်းကိုဖိတ်ခေါ်ပါတယ်ပါဝင်မယ်ဆရာပါဝင်မယ်ဟုတ်ကဲ့ကျွန်တော်လာခဲ့မယ်ဆရာအေးမင်းကိုဖျားရှင်ကောင်းကြီးပေးပါဆရာဆက်မျှော်နေမယ်နော်ဟုတ်ကဲ့ဆရာငါအရသမားအပြစ်သားဘွားလွတ်မြောက်ပြီကွာဖျားသားဖြစ်ပြီကွာနဲ့မြို့ကိုရောက်တာဒါနဲ့ဆိုရင်တစ်နှစ်ပြည့်တော့မယ်ငါ့ရဲ့အကြီးမားဆုံးယူပါယုံကတော့ USA ပဲဟုတ်ပြီအဲ့တော့ USA ရောက်ဖို့အရေးအကြီးဆုံးကနိုင်ငံခြားမှာကျန်းစာကြောင်းသွားတက်မယ်အဲ့ဒါဆိုရင် USA သွားဖို့နီလန်အကောင်းဆုံးနီလန်ပဲငါရဲ့တိတ်ကဒေါတာမြစ်စုပ်ပံကမြို့သားငါရဲ့အနာဂတ်ကအမေရိကအဲ့တော့ဆရာစီကသွားပြီးစူတောင်းခံရမယ်ဆရာတော်ဆိုင်ဟာကုစုံမင်းလက်ပါလားဟာဟုတ်ကဲ့ဘယ်သေးလားလေဆရာရှိပဲဆရာထိုင်ကောင်းထိုင်ပါဟုတ်ကဲ့ကဲလာရင်ကိစ္စပြောပါဦးကုစုံမင်းလက်ဘာများရှိဆရာကျွန်တော် USA သွားမလို့ဆရာအဲ့ဒါဆရာရှိပါစူတောင်းလာခံတာနိုင်ငံခြားသွားဖို့ပေါ့ဆရာကျွန်တော်စူတောင်းဝေးပါဒါရင်မဲလားကွာနိုင်ငံခြားသွားမယ်ပြီးရတယ်ကျွန်တော်မိသားစုတွေကိုကျွန်တော် USA ကိုခေါ်မယ်ပြီးရင်ကျွန်တော်ဆွေမျိုးတွေအားလုံးကိုပါကျွန်တော် USA ကိုခေါ်မယ်ပေါ့ဆရာပြီးရင်ဟိုမှာအမှုတော်ဆောင်မယ်ဖခင်အတွက်ပေါ့ပါဝင်မှာပေါ့ဗျာဆရာကိုလည်းကျွန်တော်ဟိုခေါ်ဖို့ဆရာစီစဉ်ရှိပါတယ်ဒါနဲ့ဆရာကြားတာကုစုံမင်းလည်းနိုင်ငံခြားမှာကျန်းစာကြောင်းသွားတက်မယ်လို့ကြားတယ်ဟုတ်ကဲ့ဆရာအေးကုစုံမင်းလက်ဒါနဲ့ဖျားကိုကြောက်ရွံ့တဲ့ပညာဘယ်မှာရှိတယ်ဆိုတာကိုသိလားဖျားသခင်ရဲ့နှုတ်ကပတ်သမားတရားကိုခံယူမယ်သိမယ်ဆိုလို့ရှိရင်ကုစုံမင်းလက်နိုင်ငံခြားကိုသွားစရာမလိုဘူးတနင်္ဂနွေနေ့ဖျားချောင်းမှာမနက်ပိုင်းကျန်းစာသင်တန်းတွေမှာဝိပုစည်းဝေးတွေမှာကြားရတဲ့နှုတ်ကပတ်သမားတရားတွေကိုတိချာခံယူလက်ရှုံမယ်ဆိုလို့ရှင်လုံလောက်တယ်ကုစုံမင်းလက်ဟုတ်ကဲ့ဆရာနောက်
ကယ်ကဒီနှုတ်ကပတ်သမာတရားကိုတတ်တတ်သင်ယူဖို့နိုင်ငံခြားကိုသွားမယ်ဆိုလို့ရှင်ဒီကျမ်းစာမှာဗာပြောထားတယ်လေဆိုလို့ရှင်တရားဟောရာကျမ်းခန်းကြီး30အငယ်7မှာယနေ့ငါမှာထားသောပြည့်ညက်တရားသည်တဲ့သင်နားမလည်နိုင်သောတရားမဟုတ်သင်နှင့်ဝေးသည်မဟုတ်တရားတော်ကိုငါတို့သည်နားထောင်၍စောက်ရှောက်မိအကြောင်းကောင်းကင်သို့ဘယ်သူတက်၍ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟုမေးစီခြင်းကကောင်းကင်ဘုံ၌ရှိသည်မဟုတ်တဲ့တရားတော်ကိုငါတို့သည်နားထောင်၍စောက်ရှောက်မိအကြောင်းပင်လေကိုအဘယ်သူကူး၍ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟုမေးစီခြင်းကပင်လေတစ်ဖက်၌ရှိသည်မဟုတ်တရားတော်သည်တင်စောက်ရှောက်ဖို့ရာတင်နှင့်အလွန်နီး၏တင်နှုတ်၌၎င်းတင်နှလုံး၌၎င်းရှိတယ်တဲ့ကိုစောမင်းလည်းဟုတ်ဆရာပြောတာသဘောပေါက်လားကိုစောမင်းလည်းဆရာရာကုတ်တောင်မှသူ့အဖေရှိကကောင်းကြီးမင်္ဂလာကိုသူကညာပြီးတော့ယူသေးတာပဲဆရာမှန်တယ်ကိုစောမင်းလည်းမှန်တယ်ရာကုတ်ဟာသူ့အဖေစီကကောင်းကြီးတွေကိုသူလိန်ယူသွားတယ်ဒီမှာကိုစောမင်းလည်းရာကုတ်ကလိန်ပြီးတော့ပိုက်ဆံတွေကိုတောင်းသွားတာမဟုတ်ဘူးလိန်ပြီးတော့ USA ကိုသွားတာမဟုတ်ဘူးသူ့ဖေကသူ့ကိုကောင်းကြီးပဲပေးလိုက်တာဟင်းနေတယ်လို့ရွှေရင်ဝေးဘာမှပန်သွားဘူးရာကုတ်သွားတဲ့ခါမှာစီပလင်းတစ်ခုပဲပါတယ်စီဆိုတာကတန်ရှင်သောဝိညာဉ်တော်စီကိုပြောတာကျမ်းစာကိုတလွဲယူအတိတ်ပဲတလွဲယူကိုယ့်ရဲ့တက်မှတ်ခြင်းနဲ့ပေါင်းပြီးတော့တုံသင်ခြင်းတွေခံရတဲ့လွဲမားစွာတုံသင်နေတာတွေဟာအင်မတန်မှကြောက်ဖို့ကောင်းတယ်ဆက်ဆုပ်ရိုးရှာစရာလည်းကောင်းတယ်ဖျားနဲ့ပတ်သက်လာရင်ဦးစားပြီးမှန်ကန်ရမယ်ကိုစောမင်းလည်းဟုတ်ကဲ့ဆရာကျွန်တော်မှားသွားတယ်ဆရာကျွန်တော်ရန်နောင်နာရပါတယ်ဆရာကျွန်တော်ခွင့်လို့ပါဆရာကိုစောမင်းလည်းဆန္ဒရှိရဆိုတော့ဆရာဆူတောင်းပေးကောင်းကဲ့ဆရာခဏဆူတောင်းအပြရှင်ရှင်နေကိုရောရဲ့ကျေးဇူးတော်ကြောင့်ကိုစောမင်းလက်ကိုရောရှင်ပြားပို့ဆောင်ကောင်းကြီးပေးလျက်ရှိတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ယနေ့ဤသားကဲ့သို့ကိုရောရှင်ပြားမိမိရဲ့အကျိုးစီးပွားအတွက်ကိုရောရှင်ပြားနှုတ်ကပတ်တော်ကိုမိမိရဲ့စာလုံးငါဖြည့်ဆည်းနေတဲ့သားသမီးတွေကိုကိုရောရှင်ပြားဆုံးမပါတတိယတော်မူပါယနေ့ကိုရောရှင်ပြားနောင်တနဲ့ကိုရောထံတော်ပါသို့ပြန်လှည့်လာသောဤသားကိုကိုရောကောင်းကြီးပေးပါကျေးဇူးတော်ကိုချီးမွမ်း၍အသက်ရှင်တော်မူသောသခင်ရှုနာမ၌ဤသားရဲ့တက်တာကိုကိုရောရှင်ပြားလက်တော်ထဲသို့ဆက်ကအနံပါတဲ့အဖဖျားရှင်အာမင်ဆရာကျေးဇူးများတင်တယ်ဆရာကိုစောမင်းလက်ကိုလည်းဖျားရှင်ကောင်းကြီးပေးပါဆရာကျွန်တော်ဆရာအတင်းတော်မှာကျွန်တော်ပါဝင်နေတယ်ဆရာကျွန်တော်ခေါ်ပါဆရာဝမ်းသာတယ်ကိုစောမင်းလက်ဆရာတို့တင်းတော်မှာလာမဲ့30ရက်နေ့မှာယော်ဒန်မြစ်ရဲ့တစ်ဖက်ကမ်းမှာကျေးဇူးတော်ချီးမွမ်းမယ်ဆရာတို့လုပ်ဖို့ရှိတယ်အဲ့ဒီဘွဲကိုစောမင်းလက်နဲ့မပြတ်မကွက်ပါလို့ဆရာဖိတ်ခေါ်ပါဆရာဝမ်းသာတယ်ဆရာဖျားရှင်ကောင်းကြီးပေးပါဟုတ်ကဲ့ဆရာကျေးဇူးတင်ပါဆရာဆက်စောင့်နေတယ်ဟုတ်ကဲ့ပါဆရာခွင့်ပြုပါဆရာကောင်းပါပြီရှိတယ်ဘယ်လိုတော့အင်ရှိရလဲဦးနိုင်ဆရာပါလှုပ်ရှုပ်ရတဲ့ကြားလဲကွာဟာဆရာနော်ဆိုင်ဆရာဘယ်ကလဲလာလဲဆရာဦးနိုင်တို့အိမ်ကိုပဲတက်လာတယ်ဦးနိုင်ဟုတ်ကဲ့ဆရာဦးနိုင်ဒါနဲ့ခုနဆရာတွေးလိုက်ပါလက်ထဲမှာလဲရောင်းမတွေလက်နီးစုပ်တွေနဲ့ဘလို့ဖြစ်တာလဲအဲ့ဒါဆရာကျွန်တော်မျိုးသမီးလေအိမ်မှာသားနဲ့သမီးနဲ့ရှိတယ်
မိသားစု၄ယောက်တည်းရှိရအမျိုးသမီးကမနေ့9နာရီဆိုအိမ်ဝင်ကလေးဆိုထွက်သွားတယ်ဆရာကြီးတခါလေည9နာရီမှပြန်လာတယ်တခါလေညပြန်မလာဘူးတခါလေတစ်ပတ်လောက်ကြာတယ်တခါလေတစ်လလောက်ကြာတယ် तू မရှိတော့ကျွန်တော်ချက်ကျွေးရတာဗောဆရာရဲ့ချက်မကျွေးရင်ကလေးတွေလည်းထမင်းငတ်ကုန်မှာဗောဆရာလည်း ဦးနိုင်ရဲ့ဖြစ်ကလည်း အဲ့လိုပဲဆရာ ဦးနိုင်ခုဆရာလာတာကဦးနိုင်တို့မိသားစုတွေဖျားเจ้าမှာမတွေ့လို့ဖျားเจ้าမတက်တာကြာလို့ဖျားเจ้าတက်အောင်ဆရာလာခေါ်တာ ဆရာမြင်တဲ့အတိုင်းပဲခုနကထမင်းဟင်းချက်ရနဲ့ဆရာသားကလည်းထိမ့်မရသမီးကလည်းထိမ့်မရအသင်းတော်မပြောနဲ့ဆရာကြီးဖះเจ้าမပြောနဲ့လမ်းထိတ်တောင်ထွက်လို့မရဘူးအဲ့လောက်ဒီအလုပ်ရှုပ်နေဆရာဘလို့ဖះเจ้าလာမလဲဆရာရဲ့ ဘလို့ဖြစ်တာလဲ ကျွန်တော်သားနဲ့သမီးကထိန်းလို့ကိုမရဘူးသူတို့ကြည်ရထမင်းချက်ရကျွေးရနဲ့ဘဲမှသွားလို့မရဘူးဆရာရဲ့ အဲ့ဒါသားနဲ့သမီးကဘာတွေဖြစ်နေလို့လဲ သားနဲ့သမီးအကြောင်းပြောတော့မပြောချင်ပါဘူးဆရာရဲ့ပြောလဲဆရာနားလည်းမမဟုတ်ဘူးအဲ့တော့ဆရာဒီမှာထိုင်းနေကျွန်တော်ခေါ်ပြမယ်ကျွန်တော်သားနဲ့သမီးနဲ့နော်ဆရာကျွန်တော်သားနဲ့သမီးဘလို့ဖြစ်တယ်လဲဆိုတာဆရာဘာသာမျက်စိနဲ့ကြည့်လိုက်တော့နည်းနည်းတော့သတိထားနော်ဆရာ ကဲအဲ့ဆိုလည်းခေါ်ပါဦးနဲ့ရ ဟေးသမီးရေသမီးမောင်ရွှေကြီးခဏထွက်ခဲ့ပါဦး သမီးလေးဆရာသမီးအော်သမီးကဲသမီးပုံစံကဲသမီးထားပါဦးကဲသမီးတားခေါ်ပါဦးတားဟာဆရာတားတွေ့ချင်တာလားတားခေါ်ပါဦးဗျာတားမင်းရှိနော်တားရေနေကြောက်ခဲရေခဏလာပါဦးလာပြီတယ်ဒီမင်းလာကွာဟောဟုတ်ကဲ့ဘယ်နေရစီးနေလေဟဲ့နည်းနည်းလာလေဆရာလာနေတာဘူးဘာလုပ်နေရလဲတဲ့ကြီးနောက်မှဆိုဆက်ဆရာဘာဆက်ဆရာကြီးထိုင်ဆရာနာကတ်ထိုင်လာသမီးဒီဘက်ထိုင်ဆရာနေကောင်းတယ်နော်ဆရာနေကောင်းပါလေခုနိုင်ဒါအဲ့ဒါသားဟုတ်တယ်ဆရာနေကြောက်ခဲတဲ့ဒါသမီးပုံရွှေကြီးတဲ့တော်ပြီဟဲ့ကောင် ဦးနိုင်ရအလူတွေဖြစ်ကုန်တာလေဆရာတော်ဦးနိုင်ရောက်တာလေနေပြင်းကြောင်းတော့မျက်စိတွေကိုလဲကုန်ပြီဆရာဒါအကင်းမဲ့ရှိသေးတယ်သမီးပုံစံဒီလိုဘာလို့ဒီလိုဖြစ်သွားလဲအဲ့ဒါပြောရမှာတော့နည်းနည်းခက်တယ်ဆရာရဲ့ကျွန်တော်ကဘောလုံးမဲ့ဝါသနာပါတယ်လေဆရာကျွန်တော်ဘောလုံးမဲ့သွားလောင်းလိုက်မဟုတ်ပါဘူးဘောလုံးမဲ့သွားကြည့်တိုင်းကျွန်တော်ဒီသမီးကိုချစ်လို့ဆိုအမြဲခေါ်သွားဒီလောက်ကလေးကခေါ်သွားခုဒီလောက်လည်းဖြစ်လာရောဟိုက်ပုံစံဖြစ်သွား အဲ့နဲ့သားလားဒီကောင်ကလားကျွန်တော်ဆုံးပါတယ်အစင်းကြီးကျွန်တော်ဆုံးမရကျွန်တော်ဆုံးပါတယ်ဆရာမရဘူးအဲ့လိုဖြစ်နေတာဆရာကျွန်တော်ဘယ်လိုလုပ်ရမလဲဆရာရဲ့ဦးနိုင်အဲ့ဒါပဲဆုံးမလားအဓိကအဲ့ဒါပဲဦးနိုင်ရဲ့တွေ့လားနင်တို့ကြောင့်ပြောခံရတာတွေ့ဘူးဘာမတွေ့ဘူးလို့ဒါနဲ့ခဏနေပါဦးဟုတ်ကဲဒီဘက်ကသမီးလားတာအေးတာဒီသမီးကဒီဘက်မှာဆရာဒီဘက်ကသမီးတာအေးဟုတ်တယ်ဆရာကဲဒီဘက်ကတာမင်းတို့ဖေးရှင်မှာโอเคသမီးကိုပဲရှင်မင်းမယ်ကွာကဲသမီးနော်သမီးပါဆရာရဲ့အစ်ကဲသမီးတို့ဖေကသမီးတို့ရှင်မှာကျန်းစာဖတ်တာဘယ်နှခါတွေ့ဘူးလဲတွေ့ဘူးအခါမှမတွေ့ဘူးလားတွေ့ဘူးဒါပဲဖြီးရဦးနိုင်ကဲနေပါဦးကဲတာဒီဘက်သားနော်ကဲတာရောတာတို့ဖေကတာတို့ရှင်းမှာကျန်းစာဖတ်တာဆုတောင်းတာမျက်ရည်ကျပြီးဆုတောင်းတာဘယ်နှခါတွေ့ဘူးလဲဟင်းမတွေ့ဘူးနိုင်အဲ့ဒါပဲတားနဲ့သမီးပုံစံနဲ့ကြည့်ပါဦးဘလို့တွေဖြစ်နေရအဲ့ဒါတော့ဆရာရဲ့ဘလို့ပြောရမလဲဆိုတော့မပြောတတ်တော့ပါဘူးထိုင်ပါဦးနဲ့ရကျွန်တော်ကျန်းစာတိုင်းနိုင်ကျန်းစာထဲမှာဆရာရဲ့ဒီသားနဲ့သမီးကိုသူ့နေရာသူပြန်ရောက်တော့ဆရာဆူတောင်းပေးဆုံးမပေးသမှာဆရာရဲ့တကယ်ကဒီသားနဲ့သမီးကိုဆုံးမရမှာဆူရမှာမဟုတ်ဘူးအဓိကဖခင်ဖြစ်တဲ့ဦးနိုင်ကိုပဲဆရာတော့တတိပေးရမယ်ဆူရလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့
ဦးနိုင်ရဲ့သားသမီးတွေပေါ်မှာဆုံးမမှုတွေတုံတင်ပုံတွေကလုံနေသေးတယ်ဦးနိုင်ကိုကအိမ်တော်ဦးစီးပဲပြက်ပြက်သားသားနဲ့ဒီသားသမီးတွေကိုဆုံးမရမှာပေါ့ကိုကဖျားစကားကိုနားထောင်မယ်ဆိုလို့ရှိရင်သားသမီးတွေကလည်းလိုက်လာလိမ့်မယ်ကျမ်းစာထဲမှာကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး7အငယ်14မှာယောက်ျားသည်ရှည်သောသဖြင့်ရှိလျင်ရှက်ဖွယ်သောအကြောင်းဖြစ်တယ်ဟေ့ကောင်ကြားတယ်နော်ညက်ပြစ်မဲ့နင်းသပင်ကိုဆရာပြန်လာနဲ့ နှမျောစရာကြီး ဘာနှမျောစရာကြီး နေရာမှာပေါင်းတင်ထား တွေ့ရမလားဆရာတယောက်ဆုံးမနေတဲ့ကြားတွေကအဲ့လိုဖြစ်နေ နိုင်ကဲသားတို့သမီးလည်းခဏနားထောင်ကြနော် ခဏနားထောင်ပါတရားဟောရကျမ်းခန်းကြီး20အငယ်9မှာဆိုလို့ရှိရင်လေမိန်းမသည်ယောက်ျားအဝတ်ကိုမဝတ်ရယောက်ျားသည်လည်းမိန်းမအဝတ်ကိုမဝတ်ရတဲ့ကျမ်းစာထဲမှာဒီလိုပြောထားတယ်ထို့သောဝတ်တော်သူရှိသမျှတို့ကိုတင်းဖျားသခင်ထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူတယ်ဒီနေ့ဒါကြောင့်မလို့ဒီသားနဲ့သမီးစိုးနေတဲ့ဟာဥနိုင်ပေါ်မှာအများကြီးမူတည်တယ်ဥနိုင် ဆရာရဲ့ဒီလိုမျိုးတုံသိမ်ပြီးဆုံးမတဲ့စကားကျွန်တော်ရင်တော့တစ်ခါမှမကြားဘူးလားဆရာရဲ့အရင်ဆရာတွေကအိမ်လာတယ်စူတောင်းတယ်ပတ်စံယူတယ်ပြန်သွားတယ်ကျွန်တော်ဒီလိုပြောပြမဲ့ဆရာတယောက်မှမရှိတာဆရာဒီလိုသိရင်ကျွန်တော်ဒီလိုပဲဖြစ်ပါမလဲဆရာကဲဒီနေ့တော့ဥနိုင်လည်းသိသွားပြီဆိုတော့ဒီနေ့ကစပြီးဘုရားစကားကိုနားထောင်ပါသိချပါဆရာဘုရားလူတော်နဲ့ညီအသက်ရှင်ပြီးဒီသားနဲ့သမီးကိုဆုံးမတဲ့အခါဒီသားသမီးတွေလိမ္မာလာမှာပါချစ်စရာကောင်းတဲ့သားသမီးတွေဖြစ်လာမှာဟုတ်ကဲ့ပါဆရာဒီနေ့မိဘဖြစ်တဲ့ဥနိုင်ရေးကြည့်ပါတယ်သိချပါဆရာဒီနေ့ကစပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းပြောင်းလဲမယ်သားနဲ့သမီးကိုလည်းဆုံးမမယ်ဆရာအဲ့တော့ကျွန်တော်သူ့နေရာနဲ့သူပြန်ရောက်သွားအောင်ကျွန်တော်ဆုံးမမယ်ဆရာလည်းဆူတောင်းပေးပါဆရာကဲဆူတောင်းပေးမယ်ကျွန်တော်မိသားစုအတွက်ဆရာဆူတောင်းပေးပါဆရာကဲခဏဆူတောင်းရအောင်နော်ဟာလေလုယာဖဖျားယနေ့ဦးနိုင်တို့အိမ်တော်မိသားစုကိုကိုတော်ကောင်းချီးပေးပါယနေ့ကိုတော်ဒါနဲ့သမီးသားမကအိမ်တော်ဦးစီးဖြစ်တဲ့ဦးနိုင်ကိုလည်းကိုတော်ရှင်ဖျားဆက်လက်ပို့ဆောင်ကောင်းချီးပေးပါယနေ့ဦးနိုင်ကဲ့သို့သောအိမ်တော်ဦးစီးများကိုကိုတော်ရှင်ဖျားကျေးဇူးတော်ကိုခံစားရစီဖို့ကိုတော်မဆတွင်တင်တော်မူပါရှေ့ဆက်တတ်မှာအိမ်တော်မိသားစုအပြင်ကိုတော်ရဲ့ဘုန်းကိုထင်ရှားစီပါမိအကြောင်းကျေးဇူးတော်ကိုချီးမွမ်း၍အသက်ရှင်တော်မူသောသခင်ရှုနာမ၌ဤစုကိုတောင်းလျှောက်ပါသည်ဖဖျားရှင်အာမင်ဆရာကျေးဇူးတင်ပါတယ်ဆရာကဲခုနရှေးဘက်ကစာပြီးဖျားเจ้าလာခဲ့နော်စိတ်ချဆရာဒါတော့တပီတော့ကျွန်တော်ပေါ်ပြီးမိသားစုလိုက်လာမယ်ဆရာဆရာတင်းတို့မှလည်းကိစ္စရှိလို့ရှိရင်ဘာပွဲရှိကျွန်တော်ခေါ်ပါဆရာကျွန်တော်မိသားစုလိုက်လာမယ်ဆရာရှိတယ်ဦးနိုင်လာမယ့်31ရက်နေ့မှာဆရာတို့တင်းတော်ကယော်ဒန်မြစ်တစ်ဖက်ကမ်းမှာကျေးဇူးတော်ချီးမွမ်းပွဲရှိတယ်အဲ့ဒီပွဲမှာဦးနိုင်တဲ့မိသားစုအားလုံးမပြတ်မကွာဝင်ပါလို့ဆရာဖိတ်ခေါ်ပါလာမှာပေါ့ဆရာဒါရောသမီးရောခေါ်ပြီးတော့ပုံစံပြောင်းပြီးတော့လာမယ်ဆရာစိတ်ချဆရာကျေးဇူးအရမ်းတင်တယ်ဆရာကဲဆရာမျောနေမယ်နော်ဦးနိုင်စိတ်ချပါဆရာဆက်လာခဲ့နော်ဟုတ်ကဲ့ပါဆရာဖြည်းဖြည်းသွားနော်ဆရာကောင်းပါပြီရှိတယ်ဟုတ်ခွန်းတော်နဲ့ဖုန်းရဟုတ်ကဲ့ဆရာဖုန်းရရရှိကောင်းကြီးပေးပါခွန်းတော်ဆရာခွန်းတော်ပါဆရာမှတ်ပြီးရရှိကောင်းကြီးပေးပါမတွေ့ရကြဘူးဆရာဟုတ်တယ်ဒါနဲ့မင်းတို့ဘယ်ကနေဘလို့လဲလားဆရာကျွန်တော်ဒီဘက်တို့ဖျားเจ้าပြန်လာတယ်ဖျားเจ้าကိုပြန်လာခဲ့ပါကျွန်တော်ဆရာနဲ့တွေ့ပြီးတော့ဆရာဆုံးမတဲ့ဟာတွေကျွန်တော်တို့ထင်လွဲပြီးတော့ကျွန်တော်တို့ကိုယ့်ဟာကိုကျွန်တော်တို့ထင်ရကျွန်တော်တို့လုပ်ခဲ့ရဆရာနောက်ဆုံးအခုတော့အရန်ဒုက္ခတွေလည်းရောက်ပြီးတော့နောင်နိုင်လည်းအရန်ရပြီးတော့ဆရာစီကျွန်တော်ပြန်လာခဲ့တယ်ဆရာကိုလည်းတောင်းပန်ပါတယ်ကျွန်တော်မားခဲ့တာလည်းခွင့်လွှတ်ပါတယ်ဆရာလွန်ခဲ့တဲ့10နှစ်ကစားရဝေးရန်ရှိသမျှနဲ့ရောက်ရကြလို့ဆိုပြီးဆရာတန်ပြောတဲ့ကြားထဲကနေမှကျွန်တော်တို့လောဘကြီးခဲ့ဆရာတန်မမှုတွေတော့ကောက်ပေါင်းလိုက်ခဲ့မိရဆရာကျွန်တော်တို့ဖုန်းတွေလိုချင်တယ်ကားတွေလိုချင်တယ်ကျုပ်ဦးကိုဆရာမတန်မရတယ်ကျွန်တော်တို့လာပြီးတော့ဆူတောင်းခိုင်းတယ်ဆ
ဆရာကျွန်တော်မာပါဆရာကျွန်တော်ခွင့်လို့ပါဆရာဆရာတကယ်လို့လေကျွန်တော်ပြင်ပါပြီဆရာဆရာကျွန်တော်သူတော်ပြီပါဆရာနောင်ရရဆရာဆရာကျွန်တော်အသိကနေပြန်စားဆရာတော့ပြန်ပေါင်းနေတယ်ဆရာဆရာဝမ်းသာတယ်ကွာမင်းတို့ဒီလိုနောင်ရပြီးပြန်လာတယ်ဆရာအယံဝမ်းသာတယ်ကဲထောက်ဆရာဒီနေ့တင်းတော်နေပြီဆရာတို့ကျေးဇူးတော်ချီးမွမ်းပွဲရှိတယ်ကွာဂျော်ဒန်မြစ်တစ်ဖက်ကသွားဖို့ဆရာတို့လှုပ်ဟာဒီမှာမင်းတို့ညောင်လည်းလိုက်ခဲ့ကွာဦးနိုင်တို့ဟာတားနဲ့သမီးရန်ကိုချစ်ဖို့ကောင်းသွားပြီကျန်ဟာမကီတီတို့မိသားစုတွေတွေ့ရတာဝမ်းသာတယ်ကိုမိုးစက်တို့မိသားစုနောက်တော့ချစ်ချူမင်္ဂလာကဲလာကြဆရာတို့သွားမယ်အစင်းလုံးကြကဲကျွန်တော်တို့ဘုံတော်တို့တခါလဲလိုက်ခဲ့ကြပါနော်ဟုတ်ကဲ့ကဲပစ္စည်းတွေမမေ့စင်နဲ့နော်ပစ္စည်းတွေဆုံးပြီလားကဲဆရာတို့ခဏဆူတောင်းမယ်ဆရာတို့ယော်ဒန်မြစ်တစ်ဖက်ကမ်းကိုဆရာတို့ချောမောမောနဲ့ရောက်ရှိဖို့အတွက်ဆရာတို့ခဏဆူတောင်းကြမယ်နော်ခဏဆူတောင်းအောင်ဖဖျားရှင်ယနေ့သားသမီးတို့ဂျေဇုတော်ချီးမွမ်းဘဲကိုယော်ဒန်မြစ်တစ်ဖက်ကမ်းမှာတောရောက်ပြီးပြုလုပ်မိဖြစ်ပါတယ်လန်ခီတစ်လျှောက်လုံးကိုတော့ဗိမဲ့လုံးကျုံစွာပို့ဆောင်ပါကိုတော်ရှင်ဘုရားသားသမီးတို့နဲ့အတူရှိတော်မူပါဂျေဇုတော်ကိုချီးမွမ်း၍တက်ရှင်တော်မူသောသခင်ယေရှုနာမ၌ဤစုကိုတောင်းလျှောက်ပါသည်ဖဖျားရှင်အာမင်လီဘော်တက်ကဲပစ္စည်းယူတော့ပစ္စည်းကဲလူတွေရောဆုံးပြီလားဟုတ်ကဲ့ဆုံးပါအားလုံးလီဘော်တက်ကြဟေးကဲနာကြဟေးဘယ်လိုသာတော့ကဲနာကြပြေရှိငါလေးချံဝေဒရုထချစ်လိုက်သွားထားရှိစိတ်ထားငါနောက်လိုက်သူသည်ဆုံးခဲ့အပြေရှိငါလေးချံနိုင်ရဲ့သူလားဆုံးခဲ့အပြေရှိငါလေးချံနိုင်ရဲ့သူဆုံးခဲ့အပြေရှိငါလေးချမ်းဆုံးခဲ့အပြေရှိငါလေးချမ်းရေဒရုထချစ်လိုက်သွားထားရှိစိတ်ထားငါနောက်လိုက်သူသည်ဆုံးခဲ့အပြေရှိငါလေးချမ်းလိုက်ရဲ့သူဆုံးခဲ့အပြေရှိငါလေးချမ်းလိုက်ရဲ့သူလားဆုံးခဲ့အပြေရှိငါလေးချမ်းIn the presence of our King, there is joy forever, forevermore. Let us lift our voice and sing songs of glory, songs of honor, songs of praises unto our King.